စစ်ဖြစ်တယ်ဆိုတာနဲ့သူ့ရဲ့တရားအင်အားနည်းနည်းများတော့စုပ်ယုပ်တာပဲလေဒုတိယကမ္ဘာစစ်မှာလည်းပြပုံဖြစ်သွားတဲ့အင်္ဂလန်တို့ဂျာမနီတို့ရုရှားတို့ထက်စစ်မြေပြင်မဖြစ်တဲ့အမေရိကန်ကကမ္ဘာကိုဥဆောင်သွားတာအဲ့ပုံစံမြင်ရတယ်အဲ့လိုကမ္ဘာကိုဥဆောင်တဲ့အခမ်းကဏ္ဍပါလာတဲ့တရုတ်နိုင်ငံရဲ့နိုင်ငံတိုင်းဝန်ကြီးဝမ်ယီကမြန်မာသမ္မတဦးမင်းအောင်လှိုင်ကြားသစ္စာကျိန်ဆိုပြီးတော့မကြခင်မှာပဲလာရောက်တိမှတ်ပြုတယ်လာလဲတယ်ပြီးပေချင်းကိုဦးမင်းအောင်လှိုင်ဖိတ်ကြားတယ်ဒါမကြခင်သွားမယ်အဲ့ဒီပြင်သမ္မတပူတင်ကအာဆီယံအစည်းအဝေးကိုတွားတက်တယ်မြန်မာကိုအာဆီယံမဖိတ်ဘူးအဲ့မှာသမ္မတပူတင်ကမြန်မာပေါ်မှာဘလောက်တမိုးထားလဲဆိုတော့အာဆီယံ plus ရုရှားအစည်းအဝေးကိုမော်စကိုမှာလုပ်ခင်ဗျားတို့မြန်မာလည်းပါဆိုတော့မြန်မာနဲ့စကားမပြောပါဘူးဆိုတော့ဟလာဖိလစ်ပိုင်တို့အစ္စတီမောတို့အင်ဒိုနီးရှားမလေးရှားဘယ်လိုမျက်နှာထားမလဲမျက်နှာပူမင်္ဂလာပါ Top Stories မြန်မာ channel ကနေကြိုဆိုပါရစေမြန်မာနိုင်ငံကနေကမ္ဘာတဝန်းအထိနေ့စဉ်သတင်းစုံနဲ့ဖြစ်ရမှန်တွေကိုတင်ဆက်ပေးနေမှာမို့အခုပဲ subscribe လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲဖို့ဖိတ်ခေါ်ပါရခင်ဗျာမင်္ဂလာပါဒီစားပါတယ်ဒီနေ့ကမေလ16ရက်စနေနေ့ပေါ့ဘေဂျင်းကနေသမ္မတထရန့်က15ရက်နေ့မှာပြန်တယ်ဗျာ20ရက်နေ့မှာပူတင်ကဘေဂျင်းကိုလာမယ်သမ္မတစီနဲ့ထပ်တွေ့ဆိုလိုတာကတော့တရုတ်နိုင်ငံဟာတကယ်ကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ရုရှားနဲ့အမေရိကန်သူ့စီလာပြီးတော့ပုံနှစ်တိုင်လှုပ်ပြီးတော့ကမ္ဘာအရေးခင်းနေလာဆွေးနွေးတယ်တရုတ်ကရှေ့တန်းရောက်လာဘာလို့ရှေ့တန်းရောက်လာလဲဆိုတော့ရုရှားကလည်းယူကရိန်းနဲ့စစ်ဖြစ်နေတယ်အမေရိကန်လည်းအီရန်နဲ့စစ်ဖြစ်တယ်ဆိုတာနဲ့သူ့ရဲ့တရားအင်အားနည်းနည်းများတော့စုပ်ယုပ်တာပဲလေဒုတိယကမ္ဘာစစ်မှာလည်းပြပုံဖြစ်သွားတဲ့အင်္ဂလန်တို့ဂျာမနီတို့ရုရှားတို့ထက်စစ်မြေပြင်မဖြစ်တဲ့အမေရိကန်ကကမ္ဘာကိုဥဆောင်သွားတာအဲ့ပုံစံမြင်ရတယ်အဲ့လိုကမ္ဘာကိုဥဆောင်တဲ့အခမ်းကဏ္ဍပါလာတဲ့တရုတ်နိုင်ငံရဲ့နိုင်ငံတိုင်းဝန်ကြီးဝမ်ယီကမြန်မာသမ္မတဦးမင်းအောင်လှိုင်ကြားသစ္စာကျိန်ဆိုပြီးတော့မကြခင်မှာပဲလာရောက်တိမှတ်ပြုတယ်လာလဲတယ်ပြီးပေချင်းကိုဦးမင်းအောင်လှိုင်ဖိတ်ကြားတယ်ဒါမကြခင်သွားမယ်အဲ့ဒီပြင်သမ္မတပူတင်ကအာဆီယံအစည်းအဝေးကိုတွားတက်တယ်မြန်မာကိုအာဆီယံမဖိတ်ဘူးအဲ့မှာသမ္မတပူတင်ကမြန်မာပေါ်မှာဘလောက်တမိုးထားလဲဆိုတော့အာဆီယံ plus ရုရှားအစည်းအဝေးကိုမော်စကိုမှာလုပ်ခင်ဗျားတို့မြန်မာလည်းပါဆိုတော့မြန်မာနဲ့စကားမပြောပါဘူးဆိုတော့ဟလာဖိလစ်ပိုင်တို့အစ္စတီမောတို့အင်ဒိုနီးရှားမလေးရှားဘယ်လိုမျက်နှာထားမလဲမျက်နှာပူစရာကြီးမြန်မာတော့သွားမှာပဲနော်သူတို့မလာဘူးဆိုရင်လည်းမလာရင်လည်းနေလေကမ္ဘာစွန့်ရဲ့အရင်မြစ်ကရှေ့လည်းပိုင်းပြီးရင်ရုရှားမှာအကြီးဆုံးပဲခုရေနံနေတလောက်ခက်နေရုရှားသူစီမသွားရင်အန်ဒီရှိတာပေါ့နော်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့မိတ်ဖက်တရုတ်နဲ့ရုရှားမြန်မာကိုတော်တော်လေးထားတယ်။ဟဲ့နှစ်ပဲတစ်ပြားအာဆီယံကအတိမပြပြနေကျွန်တော်တို့မြန်မာကတော့ကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ဒါရုရှားနဲ့တရုတ်ရဲ့တလီတစားစစ်စံကြီးကိုခါတယ်။အဲ့ဒါလေးကိုကျွန်တော်တွေ့လို့လာပြောတာလေးစားပါတယ်။မင်္ဂလာပါလေးစားပါတယ်။ဒီနေ့ကမေလ15ရက်တောက်ကြနေပြီ။ရာသီဥတုကငိုးကောင်းတယ်ဗျ။ဘာလို့ခုပြောချင်လို့ကျွန်တော်ကရခိုင်ပြည်မှာဂျိုင်းနေဘူးလေဗျ။ဂျိုင်းနေဘူးတယ်ဆိုတော့ရခိုင်ပြည်နယ်အကြောင်းကောင်းသိပါတယ်။ခုကဂုံစာပြနာထွန်းမြတ်နိုင်တို့ဟလာခိုင်ဒုက္ခတို့ညိုထွန်းအောင်တို့ကသူတို့ရခိုင်ပြည်နယ်မွဲသွားတာဗမာတွေကြောင့်ဆိုပြောတယ်။ကျွန်တော်ရည်ချင်တယ်ဗျ။ဒီကောင်လေးဂျင်းလျှောက်တယ်။ဒါပေမဲ့လူတွေကသိပါတယ်။ခင်ဗျရခိုင်မှာရခိုင်နေချမ်းသာတာဗမာကြောင့်ချမ်းသာတာရခိုင်ကဗမာနဲ့တွဲနေမှချမ်းသာခင်ဗျဥပမာကျွန်တော်ပြောမယ်ခင်ဗျရခိုင်မှာအဆိုတော်မြက်ခိုင်ကျော်ဆိုတာရှိတယ်နောက်ကဟိုလှိုင်လုံးချီဆိုတဲ့အခွေထုတ်တဲ့ကုသန်းမောင်တို့နော်ရိုးရာကမမတို့နော်ဟာလာတချင်းကြီးအရန်ကောင်းတယ်ဒါပေမဲ့ရခိုင်လို့ဆိုတော့ခါကြတော့မပေါ့အကျော်တို့ရခိုင်ပရီတော်တောင်းစိတ်ဆာရှုံမောင်နေပြခါဝိုက်ပြီးကေဘသူကနားထောင်ပါလဲဗမာကနားမှမလဲတာဗမာလူဆိုမှယတနာမိုင်တို့ဟလာပေါက်တာနီတူဆိုဗမာလူတချင်းဆိုတယ်ဗမာစကားရိုက်တယ်ဘလောက်ပေါက်လဲဗမာတွေလှုပ်ကြွေးတာမင်းလမ်းမုံဒီဇိုင်ဗျာဗမာတွေစားတာစားလို့တစ်ဆိုင်ပြီးတစ်ဆိုင်ခါတယ်
တိုးချဲ့တာဗမာတွေရဲ့လှုပ်ကြွေးတာနောက်ဆုံးခင်ဗျာဆရာတော်တွေကြည့်ဗျအလိုတော်ပြဆရာတော်ကြီးမြောက်ဦးဆရာတော်တောက်တကအခုဆိုရင်ဘုံတော်လေးလို့ခေါ်တဲ့ဆရာတော်အပယလင်္ကာယဝီနီးဆရာတော်အရန်ကြည်ညိုကောင်းတဲ့ဆရာတော်တွေဘယ်သူကိုးကွယ်တာလဲရခိုင်ပြည်မှာသွားကြောင်းတိုင်ကြည့်ပါလားစွန်ကွန်အစမပြေနိုင်ဘူးမြောက်ဦးဆရာတော်ဆိုမန္တလေးမှာဟီးနာပဲသူကြောင်းတိုင်ကြီးအဲလိုတော်ပြဆရာတော်ဆိုပကံကြောင်းမှာဟီးနာပဲသူ့ရဲ့ကြောင်းကြီးခုဘုံတော်လေးဆိုလဲမော်ဘီမှာဟီးနာပဲသူကြောင်းကြီးဗမာတွေကိုးကွယ်တာနောက်ဆုံးခင်ဗျာမဟာမုနိဖျားကြီးဘိုးတော်ဖျားပင့်လာလို့ရွှေတွေကိုဣနာပဲပိတ်တာပေါင်းများစွာဗမာတွေချတာခင်ဗျာရခိုင်မှာကြောက်တော်မှာမဟာမုနိဖျားတဆူရှိရလေရွှေမရှိဘူးရခိုင်ကရွှေမချဘူးရှိတဲ့ရွှေရလဲ14ပဲကြီးအကြီးချင်းမရှိတဲ့အကြီးသွေးမရှိတဲ့ရွှေညဗမာတွေကြောက်မွေးတာမဟုတ်ဘူးဗမာတွေကြောက်ချမ်းသာဗမာတွေကလှုပ်ကြွေးနေတာအဲ့ဒါမင်းတို့အထင်မလွဲနဲ့ဗမာတွေကအဲ့အမတန်ရခိုင်မျိုးချစ်တာနော်မင်းတို့အဲ့ဒါအတွေးခေါ်မှားနေမင်းတို့ပြန်ပြမင်းတို့အနောက်ပြန်ပြတို့ဗမာတွေနဲ့မင်းတို့ရခိုင်တွေကပူးတွဲနေမှကြီးပွားမှာချမ်းသာမှာတိုးတက်မှာအဲ့လာပြောတာမင်းတို့ကြည့်ပဲဆိုရက်တီလို့မရဘူးမင်းတို့အုံသီးပဲထွက်တယ်မင်းတို့ရခိုင်ဟို gas ထွက်တယ်ဆိုတာ gas ကခင်ဗျာဒါပင်လေကမ်းကြီးဆိုတာမြန်မာပင်လေပြီဟုတ်ပြီနော်အဲ့လာပြောတာလေးစားပါတယ်ဒီမေလာ16ရက်စနေနေ့ကျွန်တော် channel မှာပိန်နေတည်းတော့ကြီးနေပြီဗျဩဇာတီးလဲတော့တီးလာပြီဖြီးချမ်းငပြောတီးလဲတော်လေးမဲ့ရစ်လာပြီပေါ့နော်ရဲယိုတီးကတော့ထညက်နဲ့ခောက်စားဖို့အတော်ပဲတမယာတီးကတော့ရုပ်ခဲနာတော့ကောင်းတယ်ညာပြန်4-5ပြီရှိရဗျာတမယာပြန်ကတော့ဝယ်မစားတော့မြတ်ဒီကလေးဈေးကြည့်လိုက်တာဈေးမှာဆိုကျွေးကိုဒီရလဲရင့်လာပြီပေါ့နော်စိန်တလုံးကတော့တုံးပြီဗျတော်စားလိုက်ရတယ်မလကာတီကတော့တော့စားကောင်းတဲ့အတီးမျိုးပေါ့နော်အလုံးကြီးမျိုးဒဲလေးတွေကတော့ဥတယ်ပြူဘဲဥတွေကတော့ဝယ်မစားရဘူးဒါတရက်ဥတယ်ဘဲဥပေါ့နော်တရက်ကိုဒီလောက်ဥတယ်ဒါအင်ဂျက်ဥလေးတွေစားရင်လို့အင်ဂျက်လေးမွေးထားတာဒါလေးကဥတာပေါ့ဗျာစားရဈေးကြီးနေတဲ့ခေတ်ကြီးမှာကွာကိုဒီပိုင်းတနိုင်လေးတွေစိုက်ပြိုးပြီးတော့အိမ်နောက်ဖေးဈေးဆိုင်တယ်လေးပေါ့နော်အိမ်နောက်ဖေးဈေးဆိုင်တယ်လေးဆိုဒီနော်ဒီမုံဒီလေးနော်ဘာမှဝယ်စားရမလို့ကျင်းငါဒီလေးရစတီးနေပြီဗျကျင်းငါခြုံလေးချမောင်ရွက်ကတော့ဝယ်မစားရဘူးပြုတ်ချမောင်နဲ့ပင်စိမ့်နဲ့ကပီလေးနဲ့ချက်ရုပ်တီးစိမ့်လေးတို့ဆောင်းရှားဒီလဲတီးနေပါပြီလို့